မင်္ဂလာပါအသက်အရွယ်ကြီးတဲ့သူတွေခုံတလုံးကိုဂိုင်းပြီးတော့ပြုလုပ်ရမယ့်အကျော်ရှော့လေ့ကျင့်ခန်း၃ခုကိုဝေမျှပေးခြင်းပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့ပုံမှန်တိုင်းခုံလေးကိုဂိုင်းပြီးတော့ပုံမှန်တိုင်းမဲ့တဲ့ထားမယ်၆တစ်ဖက်ကိုနောက်ကိုဆန့်ထားပြီးအရှိတူကောင်းလေးကိုထားမယ်ရှေ့ကိုနည်းနည်းလေးခုံလေးကိုအာယူပြီးတော့ဖိထားအောင်ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကဆန့်ထားတဲ့6ရဲ့ hip flexor ဆိုတဲ့ကြွက်သားပြီးတဲမှာမှုတွေကိုပြည်ရောစီမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုတစ်ဖက်ကိုစက္ကန့်30နှစ်ကြော့စီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒုတိယလေ့ကျင့်ခန်းလေးကတော့ခုနအတိုင်းပဲပုံမှန်ရက်ထားပြီးမှခုံလေးကိုကင်ထားမယ်ခြေထောက်အဖြောင့်လေးတိုင်းပဲခါးလေးကိုအရှိတဲကိုဆင်းသွားမှာဖြစ်ပါတယ်ခြေထောက်အဖြောင့်လေးတိုင်းပဲခုံလေးကိုကင်ထားပြီးမှဆင်းသွားမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကပေါင်နောက်တွေခြေစလုံးတွေတင်မားတွေမှာရှိတဲ့တင်းမာမှုတွေကိုပြည်ရောစီကိုအထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုစက္ကန့်30နှစ်ကြော့လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျတတိယလေ့ကျင့်ခန်းလေးကတော့ခန္ဓာကိုယ်ဘေးတစ်လျှောက်လုံးမှာရှိတဲ့တင်းမာမှုတွေကိုပြည်ရောစီရဲ့အပြင်ခန္ဓာကိုယ်ရဲ့ rotation movement တွေကိုလည်းကောင်းမွန်ချုံးမွေ့စေတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ခုံလေးကိုပဲကင်ထားမယ်ဒူလေးနည်းနည်းလေးကိုွေးလိုက်မယ်ပြီးရင်လက်လေးတစ်ဖက်ကနေလှည့်သွားမယ်မျက်နှာလေးပါလိုက်လိုက်မယ်နော်ခန္ဓာကိုယ်ပိုင်းကိုလှည့်မယ်ပြီးရင်ပြန်လာမယ်ပြီးရင်နောက်တစ်ဖက်ပြန်လှည့်မယ်ဒီပုံစံလေးတိုင်းပဲစက္ကန့်30နှစ်ကြော့စီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်း၃ခုကအထိုင်ကုန်တစ်လုံးကိုကင်ပြီးတော့ပြုလုပ်လို့ရတဲ့အကျော်ချော့လေ့ကျင့်ခန်း၃ခုဖြစ်ပါတယ်လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့ကြိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစုံနဲ့ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုကြီးလေးပါပေါင်200ကျော်တဲ့သူတွေလည်းအလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ fat loss guide တယောက်ဖြစ်ပါတယ်